ဒေါ်လာကြီးကိုလို့တဲ့အခါမှာအလူငွေရှိတဲ့အခါမှာစစ်သွားတိုင်းတယ်အလူငွေမရှိရင်နောက်ပြန်ဆုတ်တယ်ဆိုတဲ့ပုံစံနဲ့ကတော့ဒီဒေါ်လာသွားလို့မရတော့ဘူးတရားလုံးမင်္ဂလာပါကျွန်တော်ဒီကနေ့ကြည့်ရမယ့်ဗီဒီယိုဖိုင်လေးကတော့အားလုံးစိတ်ဝင်စားနေတဲ့ AUG ကနေပြီးတော့မှနှုတ်ထွက်သွားတဲ့ချင်းမျိုးသားတယောက်ဒေါက်တာဆာဆာဘာဖြစ်လို့ AUG နဲ့နှုတ်ထွက်သွားတယ်လဲဆိုတဲ့ဟာကိုသူကိုယ်တိုင်ရင်ဖွင့်လာတဲ့ဟာကိုကျွန်တော်တစ်ချက်ကြည့်အောင်ပါမြို့သားညီညွတ်ရေးဆိုရ NUG ကနေနှုတ်ထွက်ပြီးနောက် American ပြည်ထောင်စုရောက်ချင်းပညာတတ်လူငယ်တွေပါဝင်တဲ့ Institute of Peace and Federal Democracy IPFD ကိုဒေါက်တာဆာဆာကဦးဆောင်ဖွဲ့စည်းလိုက်တာပါ IPFD ဟာ American ဆိုရဒီမှာမှတ်ပုံတင်ထားပြီးတရားဝင်လှုပ်ရှားတဲ့ institution ဖြစ်တယ်လို့ဗန္ဒာရေးအတွက်တရားဝင်ဘဏ်အကောင့်ကိုလည်းဖွင့်လှစ်ထားပြီးဖြစ်ပါတယ် American ပြည်ထောင်စုမှာဒီ institution ကိုထူထောင်တယ်လို့ Britain Australia တို့အပါအဝင်မြန်မာအတိုင်းအဝိုင်းအများပြားရှိတဲ့နိုင်ငံတွေမှာလည်း institution ကိုဆက်လက်တိုးချဲ့တည်ထောင်သွားမယ်လို့သိရပါတယ် Institute of Peace and Federal Democracy မှာ institution လမ်းစဉ်3ရပ်ချထားပြီးအုပ်ချုပ်ရေး lobby နဲ့စီယုံရေးဗန္ဒာရေးနဲ့စီးပွားရေး institution တွေဖြစ်ပါတယ် institution တည်ထောင်ပြီးနောက်ပြည်ပမှာချီလန်းနေတဲ့စစ်ကောင်စီအထူးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလူမှုအမြင်သဘောထားကောက်ယူမဲ့ True Choice မြန်မာ application ကိုဒီဇင်ဘာလထဲမှာမိတ်ဆက်သွားဖို့ရှိနေပါတယ်ဒီဒေါ်လာကြီးကိုလို့တဲ့အခါမှာအလူငွေရှိတဲ့အခါမှာစစ်သွားတိုင်းတယ်အလူငွေမရှိရင်နောက်ပြန်ဆုတ်တယ်ဆိုတဲ့ပုံစံနဲ့ကတော့ဒီဒေါ်လာသွားလို့မရတော့ဘူး finance နဲ့ business entity လို့လာတယ်ဆိုတော့ institution တို့ခုရှိတယ်နံပါတ်1 institution ကတော့ governance institution ဖြစ်တယ်နံပါတ်2ကတော့ lobby and advocacy institution ဖြစ်တယ်နံပါတ်3ကတော့ finance and business institution ဖြစ်တယ်ဆိုတာကိုအတူချုံနဲ့ကျွန်တော်မိတ်ဆက်ချင်ပါတယ်အခုကအဲ့လိုမတွားဘူးဆိုတော့ဟာကဆက်သွားလို့မရတော့ဘူးနံပါတ်1 resource ရရှိရေးကိုတွားမှာဖြစ်တယ်နံပါတ်2 resource ရရှိပြီဆိုတာနဲ့ကိုကျွန်တော်တားပေါက်စုကိုဖွဲ့လို့အားလာပါတယ်ဆိုနံပါတ်3ကစစ်နိုင်တိုင်းကိုတွားဖွဲ့လို့ရတယ်နံပါတ်4ကဒါပြီးကျွန်တော်ဖွဲ့စစ်ဖို့အသစ်ရေးဆွဲရေးနဲ့ရွေးကောက်ပွဲဖြစ်မြောက်ရေးပေါ့နံပါတ်5အနေနဲ့ကတော့မြန်မာနိုင်ငံကိုလည်း United States of Myanmar USM ပေါ့ USM ဆိုတာကိုကျွန်တော်ဟာကျဲလောင်နဲ့နိုင်ငံတကာမှာအော်ဖွဲ့လို့လာပါတယ်American ပြည်ထောင်စုမှာ Institute of Peace and Federal Democracy ကိုထူထောင်တာဟာစစ်ကောင်စီရဲ့ခြေလှမ်းတွေကိုစနစ်တကျတုံ့ပြန်နိုင်မှုဖြစ်တယ်လို့ဆိုပါတယ်။စစ်ကောင်စီက American ပြည်ထောင်စုက lobby ကုမ္ပဏီတွေကိုဒေါ်လာတန်းချီပေးပြီးငှားရမ်းထားတာပါ။ဒီ lobby လုပ်ငန်းတွေမှာအလုပ်လုပ်ကိုင်နေတဲ့ပညာတတ်လူငယ်တွေရဲ့ခြေလှမ်းတွေကိုရှင်းပြနိုင်မှုတော်လိုင်းအင်အားစုတွေဘက်ကလည်းလူငယ်ပညာတတ်တွေရဲ့အားကိုလိုအပ်နေတာဖြစ်ပါတယ်။ Myanmar is now better and Myanmar is now going to have a free and fair election, which is obviously we know as it's ludicrous. It's something that's kind of blasé. It's ludicrous, but that statement from Christine Yong, the Department of Homeland Security, is not from them. It's coming from a lobbying firm which was paid by the military. So the lobbying firm made that statement. So the lobbying firm basically pushed this to the TPS to take away TPS from us. So this all came from a lobbying firm, which is why the second entity, the MCPFD, the Myanmar Cooperation Treaty, and then the MCP, the Myanmar Council for Peace and Federal Democracy, that is extraordinarily important because we need to counter the strategies that the military have. I think our people really need the support, the Burma people really need the support, as well as to realize the true solution for the federal democracy for our people. So, thank you very much. ဒေါက်တာဆာဆာဖွဲ့စည်းလိုက်တဲ့ institution မှာဦးဆောင်ပါဝင်တဲ့ချင်းလူငယ်တွေဟာပညာတတ်တွေဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းကျွမ်းကျင်သူတွေဖြစ်တာကိုလည်းတွေ့ရပါတယ်။ဒေါက်တာဆာဆာပြည်ထောင်စုဝန်ကြီးဖြစ်တာဝန်ယူခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဟာ NUG အစိုးရကရှော့ချဖို့ပြင်ဆင်ထားတဲ့ဝန်ကြီးဌာနတစ်ခုဖြစ်တာ။လက်ရှိအခြေအနေထက်ပိုလွတ်လပ်တဲ့အခြေအနေနဲ့တော်လှန်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ချင်တာတွေကြောင့်ရာထူးကနေနှုတ်ထွက်ပြီး institution တွေကိုထူထောင်ခဲ့တာလို့ဒေါက်တာဆာဆာကရှင်းလင်းပြောဆိုထားပါတယ်။ကျွန်တော်သုတချမ်းသာပါ